ကျွန်တော်တို့ကမြေတွေ့နေရတာကတော့ရန်ကုန်မြို့မဟုတ်တယ်လို့ဇေဒီတော်ကြီးကရွှေတကုံဇေဒီတော်ကြီးလည်းမဟုတ်ပါဘူးဒါကအိန္ဒိယနိုင်ငံဘုံပေမြို့မှာပါဇေဒီတော်ကြီးကတော့ Global ဝိပဿနာပကိုးသားခေါ်တဲ့ကမ္ဘာဝိပဿနာဇေဒီတော်ကြီးဖြစ်ပါတယ်အထမမြောက်ကမ္ဘာအန်ချီဘွယ်တစ်ခုဖြစ်တဲ့ကမ္ဘာဝိပဿနာဇေဒီတော်မြတ်ကြီးဟာအိန္ဒိယနိုင်ငံအနောက်ဘက်စီးပွားရေးမြို့တော်ဖြစ်တဲ့မွန်ဘိုင်းမြို့ရခိုင်ဘုံပေမြို့မှာတည်ရှိပါတယ်ကမ္ဘာဝိပဿနာဇေဒီတော်မြတ်ကြီးကိုစတင်တည်ထားဖို့ဦးဆောင်ခဲ့တာကတော့မြန်မာနိုင်ငံသားဝိပဿနာတရားပြဆရာမဟာတရမဇောတိကတစဂုရုကြီးဦးကိုရင်ကဖြစ်ပါတယ်မွန်ဘိုင်းမြို့မြောက်ဘက်မှာတည်ရှိတဲ့ဂိုရိုင်းချောင်းဘေးကဂိုရိုင်းကျွန်းပေါ်မှာစီးပွားရေးလုပ်ငန်းရှင်တူလှူဒန်းထားတဲ့အမေရိကန်ဒေါ်လာ9 သန်းတန်မြေဆက်တဲ့ဧကပေါ်မှာ1998ခုနှစ်မှာစတင်ပြီးတည်ထားခဲ့တာပါဇေဒီတော်ကြီးကိုမြန်မာနိုင်ငံမှာရှိတဲ့ရွှေတကုံဇေဒီတော်ကြီးပုံအတိုင်းတည်ထားတာဖြစ်ပြီးရွှေတကုံဇေဒီတော်ကြီးကိုပူဇော်သောအဖြစ်မူလရွှေတကုံဇေဒီတော်ကြီးထက်အမြင့်ပေတစ်ပေနှိမ့်ချက325ပေမြင့်သာတည်ထားတာဖြစ်ပါတယ်ဇေဒီတော်မြတ်ကြီးရဲ့အထူးခြားဆုံးချက်ကတော့အတွင်းအောက်ဘက်မှာလှိုင်းကူပုံစံတည်ဆောက်ထားပြီးတောက်တိုင်တစ်ခုမှမပါတဲ့အပြင်တန်ကူကွန်ကရစ်လည်းလုံးဝမသုံးပဲကြောက်တုံးကြောက်သားချီတက်တက်နဲ့ကြောက်တုံးချင်းချင်းချိတ်ဆက်ကြားကန်ပြီးတိုင်မဲ့တည်ထားတာဖြစ်ပါတယ်အဲ့ဒီလိုင်းကူပုံစံတောက်တိုင်မပါတဲ့ဇေဒီတော်အောက်ဘက်ကခမ်းမဆောင်ကြီးထဲမှာဝိပဿနာတရားအားထုတ်တဲ့ယောဂီ8000တပြိုင်နဲ့တရားအားထုတ်နိုင်မှာဖြစ်ပြီးလိုင်းကူရဲ့အကျယ်ဝန်းကစရူယမ်မီတာ6000ကျယ်ဝန်းပါတယ်လိုင်းကူဘော်ကဇေဒီတော်မှာဂေါတမဗုဒ္ဓရဲ့ဓာတ်တော်များကိုဌာပနာထားတာဖြစ်ပါတယ်ဇေဒီတော်ကြီးကိုဂုရုကြီးဦးကိုရင်ကရဲ့ဝိပဿနာဆရာဖြစ်တဲ့ဆရာကြီးဦးဘခင်ရဲ့စိတ်ဆန္ဒနဲ့ကျေးဇူးတရားတွေကိုပူဇော်ထားတာလည်းဖြစ်ပါတယ်ဇေဒီတော်ကြီးကို17နှစ်တွင်စ조사တည်ထားခဲ့တာဖြစ်ပြီးအိန္ဒိယနိုင်ငံသုံးရူပီငွေတန်း880ကလေးအမေရိကန်ဒေါ်လာ16.43 သန်းနီးပါးသုံးစွဲထားတာဖြစ်ပါတယ်တိတိလင်္ကာဝင်းကြီးချုပ်ကိုယ်တိုင်ပင်းဆောင်လူတန်းထားတဲ့ဗုဒ္ဓအယိုးဓာတ်တော်များနဲ့ဌာပနာပြုတည်ထားကိုးကွယ်ထားတဲ့ဒီကမ္ဘာဝိပဿနာဇေဒီတော်မြတ်ကြီးကိုခရစ်နှစ်2008ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာအပြီးသက်နိုင်ခဲ့ပါတယ်2009ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာအိန္ဒိယသမ္မတပရာဒီပါတီကတရားဝင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီးဒီတင်ပွဲကိုလည်းမြန်မာရိုးရာဓလေ့ထုံးစံများတိုင်းထက်လူပူဇော်ခဲ့တာဖြစ်ပါတယ်ဇေဒီတော်ကြီးတို့မြန်မာမှုပကြီးနဲ့အနုလက်ရများကိုမြန်မာနိုင်ငံမှာပညာရှင်များကပြုလုပ်ပေးတာဖြစ်ပြီးငှက်မြန်သားတော်ကိုလည်းမြန်မာနိုင်ငံကပဲပြုလုပ်ပေးတာဖြစ်ပါတယ်ဇေဒီတော်ကြီးကိုနှစ်စဉ်ဖျားဘူးတသိန်းခန့်လာရောက်ကြပါတယ်ကဘာလက်ခီးသွားများအထူးစိတ်ဝင်စားကြပါတယ်ဇေဒီတော်ကြီးတည်ထားမှုကိုဦးစီးတဲ့တရားပြဆရာဂုရုကြီးဦးကိုရင်က1924ခုနှစ်မှာမန္တလေးမှာဖွားမြင်ခဲ့တာဖြစ်ပါတယ်ဂုရုကြီးဦးကိုရင်ကဟာအသက်ထက်ဆုံးကဘာကိုဝိပဿနာတရားဟောပြောပြတာရင်2013ခုနှစ်စက်တင်ဘာလ29ရက်စနေနေ့17နာရီမှာအိန္ဒိယနိုင်ငံဘုံမီမြို့မှာကွယ်လွန်ခဲ့ပါတယ်အဆုံးထိကြည့်ရှုနားထောင်ပေးလို့